ဂျွန်ဟာငွေယူပြီးလူတက်ပေတဲ့ကမ္ဘာအကြီးဆုံး professional killer တယောက်ဖြစ်ပါတယ်။ငွေအများကြီးရပြီးနောက်သူဟာအလုံနာပြီးမိန်းမဖြစ်သူနတာရှာနဲ့ငင်းချားနေဘဝကိုနေကျင်ပါတယ်။ဒီနေ့မှာနတာရှာဟာသူတငယ်ချင်းနော်ရာနဲ့ခရီးထွက်မယ်ဆိုပြီးနော်ရာရဲ့အဖေမရှိရတဲ့19နှစ်အရွယ်သမီးဆွန်ညွန်ကိုဂျွန်ကိုစောင့်ရှောက်ခိုင်းပါတယ်။ဂျွန်မကြိုက်ပေမဲ့အတင်းအကျပ်ကြောင့်လက်ခံလိုက်ပါတယ်။ဒါပေမဲ့ဆွန်ညွန်ကိုမယုံသေးလို့ပတ်စံပေးတဲ့အခါ tracking device တစ်ခုကိုလျှို့ဝှက်ထည့်ကြပါတယ်။ညတညမှာဆွန်ညွန်ဟာဘိုင်နာတယ်လို့ဖုန်းခေါ်ပြီးဂျွန်ကိုခေါ်လာစေပါတယ်။ဒါပေမဲ့ရောက်သွားချိန်မှာတော့သူမဟာ boyfriend နဲ့ပျော်နေပြီးဂျွန်ကိုလိန်ထားတာကိုသိလိုက်ရပါတယ်။နောက်ပိုင်းမှာဆွန်ညွန်ကိုလူကုန်ကူးအခွဲကလိန်ပြီးဖမ်းဆီးထားတာကိုဂျွန်သိလာပြီးသူ့ professional အင်အားနဲ့လူကုန်ကူးသမားတွေကိုတယောက်ချင်းစီဖျက်ဆီးသွားပါတယ်။ဒီအဖွဲ့ရဲ့ခေါင်းဆောင်ကရဲယာရှိလီနဲ့တရားသူကြီးတယောက်ဖြစ်ပြီးအသက်မပြည့်သေးတဲ့မိန်းကလေးတွေကိုရုရှားနဲ့အာရှနိုင်ငံတွေကိုရောင်းစားနေတာပါ။ဂျွန်ဟာလူကုန်ကူးအဖွဲ့အားလုံးကိုတယောက်မှမကြံပဲတပ်ပြပြီးဆွန်ညွန်ကိုကယ်တင်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာဒီအရာအားလုံးရဲ့နောက်ွယ်မှာနတာရှာနဲ့တငယ်ချင်းနော်ရာပါဝင်နေပြီးဆွန်ညွန်ဟာသူမရဲ့သမီးမဟုတ်ပဲမွေးစားထားရဲ့ကလေးဆိုတာကိုသိလာပါတယ်။ဂျွန်ဟာဆွန်ညွန်ကိုအငဲကာကွယ်ပေးမယ်လို့ကတိပေးပြီးမိန်းမဖြစ်သူနတာရှာနဲ့ပြန်လေကြွဆုံပါတယ်။အဆုံးမှာတော့ဂျွန်ကအတိတ်မှာတက်တည်ရန်စူးစမ်းနေတဲ့မိန်းကလေးတယောက်ကိုကယ်တင်ခဲ့ပြီးအဲ့ဒီမိန်းကလေးဟာယခုသူ့ဇနီးနတာရှာထေချောင်းကိုဖော်ပြပြီးဇလန်အဆုံးသတ်သွားပါတယ်။မြန်မာဘာသာပြန် movie recap ဒီကိုလက်မလွတ်စေဘူး like and subscribe လေးလုပ်ထားပေးပါ